အဖြစ်ပြမှန်တွေကိုပြပြတဲ့ရုပ်သံအစီအစဉ်တစ်ခုမှာတော့လူလိန်အနေနဲ့ဘွားကိုတိဆောက်လာခဲ့ကြတဲ့လူငယ်3ယောက်ကိုခေါ်ခဲ့ပြီးနာမည်တွေကိုလည်းတီးတီးမိတ်ဆက်ခိုင်းလိုက်ပါတယ်1964ခုနှစ်ကနေ1968ခုနှစ်ထိပန်အလီကျောင်းလိုက်မှာလေမှုဖြစ်အရောက်ဆောင်လုပ်ခဲ့တဲ့လူဟာပထမလူငယ်ဖြစ်ပြီးဒုတိယလူငယ်ကတော့ဂျော်ဂျီယာဆေးရုံမှာကလေးတစ်ခုဖြစ်အရောက်ဆောင်လုပ်ခဲ့သူဖြစ်ပါတယ်တတိယလူငယ်ကတော့လက်ထောက်ရှိနေချုပ်ဖြစ်လူဝီစီယာပြည်နယ်မှာလုပ်ခဲ့ပြီးအမေရိကန်သမိုင်းလျှောက်အသက်ငယ်ဆုံးတဲ့ရဲရဲဆုံးလူလိန်3ယောက်အဖြစ်တတ်မှတ်ခံခဲ့ရပြီးနောက်မင်းဟာရေးချင်းရှိရတဲ့နဲ့ဘာလို့တရားဝင်လို့မျိုးမလုပ်ရလဲဆိုတဲ့မိကုန်းကိုတော့ပထမလူငယ်ကသူဟာငယ်စဉ်ကငွေလိုနေခဲ့ပြီးလူအလုံးတကဝင်ကောင်းလာကြောင်းဝင်နေဆိုင်ကြောင်းဖြေဆိုလိုက်ပါတယ်ဒုတိယလူငယ်ကိုတော့မင်းကိုဘသူကဖမ်းခဲ့တာလဲဟိုမင်းနေတာမို့လူငယ်ကလည်းခါးဟင်းနေဆိုတာပြန်ဖြေခဲ့လိုက်ပြီးအချင်းတော်တစ်ခုမှာတော့ FBI တယောက်ကဖရန်ကိုလွှဲပြောင်းစာကြောင်းရုပ်ဖတ်ပြနေပြီးအလုံးပင်နေမကောင်းဖြစ်နေတဲ့ပုံစံနဲ့ဖရန်ကလိုလူစကားကိုနားမထောင်နိုင်တော့ပဲနေရာမှာပဲလဲကျသွားခဲ့ပါတယ်။ဆရာဝန်ခေါ်ပြီးရင်တောင်းဆိုတဲ့အခါရဲလည်းသူ့ကိုဆေးကုသဆောင်ကိုခေါ်ဆောင်သွားခဲ့ပြီးနောက်ဆရာဝန်ကတော့မနှက်ဖြစ်မှလာမယ်လို့ဆိုပါတယ်။ထိုအချိန်ဟန်ဆောင်သားတဲ့ဖရန်ကတော့တွေ့ရနေရကနေထွက်ပြေးခဲ့တာကြောင့်ရဲလည်းအမြန်သူ့နောက်ကိုလိုက်ခဲ့ပြီးအင်အားချင်းတဲ့နေတဲ့ဖရန်ကတော့ဝေးမပြေးနိုင်တော့ပဲသူနေရာမှာပဲလဲကျသွားတော့မှအိမ်ပြန်ရအောင်လို့ခါကပြောလိုက်ပါတယ်။အဲဒီ6နှစ်1963ခုနှစ်နယူးယောက်မြို့မှာတော့လူတစ်ယောက်ကမိကုန်းပြောနေကြကထိုလူကဖရန်ရဲ့ဖခင်ဖြစ်ပြီးသူ့ရဲ့ဇနီးနဲ့သားကိုလည်းဘယ်ဝင်ကြောင်ကြွားလုံးထုတ်လိုက်ပြီးနောက်တာယာတဲ့နေ့လေးတစ်နေ့မှာတော့ဖရန်တို့မိသားစုကပျော်ရွှင်မဲ့နေ့ရက်လေးကိုဖြတ်တန်းနေရင်သူ့အမိနဲ့အရင်ကအကြောင်းတွေကိုပြန်ပြောပြနေခဲ့ပါတယ်။သူ့ဇနီးလေးဟာနတ်သမီးလေးလိုလှပနေခဲ့ပြီးပြင်သစ်စစ်သားတွေဟာအသက်ရှူမလာအောင်သူမရဲ့အလှမှာရင်မူးနေကြကြောင်းပြောနေချိန်ဇနီးဖြစ်သူဝိုင်းနေငယ်ကျမ်းပေါ်သို့ဖိတ်ချသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့အိတ်ဖို့ကြီးနေတဲ့တားဖြစ်သူကိုနှိုးခဲ့ပြီးနောက်အိမ်ဆိုင်ကိုဖရန်နဲ့အတူရောက်ရှိလာချိန်အိမ်ဆိုင်ကအဖွင့်သေးတာမို့အရေးကြီးတဲ့နေရာတစ်ခုသွားရရှိရလို့ပြောရမယ်။ဆိုင်ရှင်ကတော့ညင်းနေတဲ့အခါကားပါခင်မှာဆိုင်ရှင်ရဲ့ဆွဲကြိုးလေးပြုတ်ကျနေကြသလားလို့မေးလိုက်ပြီးဆိုင်ရှင်လည်းသူ့ဆွဲကြိုးလေးပြန်ရတာကြောင့်ဖရန်တို့တားဖကိုအိမ်ငါပေးလိုက်ပါတယ်။အိမ်နဲ့တားဖနှစ်ယောက်ပန်တစ်ခုကိုရောက်လာကချလန်လာဖြတ်ရင်တော့ကားကိုမရွှေ့ပေးဖို့တားဖြစ်သူကိုမှားခဲ့ပြီးနောက်ပန်လန်းကိုဝင်သွားလိုက်တဲ့အခါဘာမှချင်းဝင်လာထုတ်နေတဲ့ဖရန်ရဲ့ဖခင်ကအကြောင်းမျိုးမျိုးပြရင်မှဘာမှရှင်ကတော့တရားရင်ဆိုင်နေရတဲ့လူကိုဘယ်နည်းနဲ့မှချင်းဝင်မထုတ်ပေးနိုင်ကြောင်းညင်လိုက်ပါတယ်။ထို့နောက်ကားကိုလည်းငွေပေါ်အောင်လက်ထက်လုပ်ခဲ့လိုက်ပြီးအိမ်ကလည်းပြောင်းရွှေ့ရတော့မှကြောင့်ဖရန်ရဲ့မိခင်ကတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတာမို့အိမ်ချင်းတော့အလုပ်တွေတက်တာတဲ့ဆိုတာတနည်းဖြစ်သူကိုနှစ်သိမ့်ပါတယ်။စိတ်ပြတ်စွာအိမ်ကိုပြန်ရောက်လာတဲ့ဖခင်ကသူ့မိမမလည်းဆိုပြီးမင်းနေတာကြောင့်ဖရန်လည်းအပြင်ထွက်ပြီးအလုပ်သွားချက်ကြောင်းပြောလိုက်ကဒီနေ့ကဖရန်ရဲ့မွေးနေ့ဖြစ်တာကြောင့်ဖခင်ဖြစ်သူကဗန်းဆောင်တစ်ခုကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်။ဖရန်လည်းကျောင်းတက်ကိုရောက်လာခဲ့ပြီးသူ့အမေစလိတ်တောင်းနေတာကိုမတောက်ဖို့ပြောကကျောင်းထဲကိုဝင်လာလိုက်ပြီးနောက်အခန်းမတွေ့တာကြောင့်ကောင်မကြီးတယောက်ကိုမင်းနေချိန်လူငယ်တယောက်ကဖရန်ကိုဝင်တိုက်သွားပါတယ်။ဖရန်တယောက်ကျောင်းခန်းထဲကိုရောက်တော့ဝင်တိုက်သွားတဲ့လူငယ်လည်းရှိနေပြီးတန်းနေချက်ကမလာတာကြောင့်ဆရာဖြစ်ဟန်ဆောင်ကထိုးလူငယ်ကိုပညာပေးလိုက်တဲ့ကိစ္စကိုကျောင်းဆရာကဖရန်ဟုလို့လုပ်တဲ့အကြောင်းတည်သားခဲ့တဲ့ကြောင့်မိဘတွေခေါ်ပြီးပြောနေချိန်ခွင့်လွှတ်လိုက်တဲ့မိန်းကလေးကိုလည်းခွင့်စာအတူဖြစ်နေတာမို့သူပြောရတဲ့အတိုင်းခွင့်နိုင်မှုအကြံထုတ်ပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဖရန်အိမ်ကိုပြန်လာချိန်အမေဖြစ်သူကိုခေါ်နေခဲ့ပြီးအခန်းထဲကထွက်လာတဲ့လူဟာမင်းအဖေကိုလာချကြောင်းပြောပြီးပြန်သွားချိန်သူမကတော့မင်းအဖေကိုဒီအကြောင်းတွေပြန်ပြောဦးမလားလို့မေးတဲ့အခါနှုတ်ဆက်နေတာမို့အပြင်သွားရရှိတဲ့ဆိုကဖရန်ကိုလည်းမိုးဘိုးနဲ့ငယ်ပေးပြီးနှုတ်ပိတ်ခဲ့လိုက်ပါတယ်။ဒီလိုနဲ့ဖရန်ရဲ့မိဘနှစ်ပါးကကွာရှင်းပြဆဲတော့မှဖြစ်ပြီးဖရန်ကိုလည်းဘသူအုပ်ထိန်မှုအောက်မှာနေမလဲဆိုကရွေးချယ်ခိုင်းနေတာကြောင့်အသက်မရှိတော့တဲ့မျက်လုံးတစ်စုံနဲ့ခြေတုံချတုံဖြစ်နေခဲ့ပါတယ်။1969ခုနှစ်ဖရန်ကိုအကျဉ်းထောင်ထဲကခေါ်ခဲ့ပြီးသူ့အဖေကိုဘယ်ချိန်ခေါ်ပေးမှလဲဆိုကနားကြီးနေတာမို့မင်းတိတ်တိတ်နေနောက်ခွန်နိုင်လေနဲ့နယူးယောက်ကိုတောင်းမှဖြစ်ကြောင်းခါကပြန်ပြောပါတယ်။ရင်းချိန်ကရထားဘူတာရုံတစ်ခုမှာချက်လက်မှတ်အတုကိုရေးပေးခဲ့တာကြောင့်လက်မှတ်ရုံကထိုလူကဖရန်ကိုဆွဲခေါ်ခဲ့ပြီးသူ့ကိုမနေ့တနေ့ကမွေးတာမဟုတ်ကြောင်းပြောကမောင်းထုတ်လိုက်တဲ့ကဖရန်တယောက်အိမ်မှာပဲလေလစ်နေပြီးနောက်ဘန်ကိုသွားခဲ့ပြီးချက်လက်မှတ်အတုတွေနဲ့ငွေထုတ်ယူဖို့ကြိုးစားရမှာဘန်တိုင်းကညှင်းလွတ်တာကြောင့်စိတ်ပြက်ကပြန်လာရဲ့လမ်းမှာလေမများကိုတွေ့ပြီးနောက်ကနေလိုက်သွားလိုက်ချိန်သူ့အတွက်စတင်ခွင့်ရကိုမြင်လာပါတော့တယ်။လေမှုဖြစ်လာအောင်ကြိုးစားရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်ကြောင်းနဲ့အင်တာဗျူးဖြစ်ရင်ဆောင်ဆိုင်နေကြောင်းသူ့ဖခင်ကိုပြောပြလိုက်ပြီးနောက်တောင်းပါရေးသူဟန်ဆောင်ကလေမှုတွေရဲ့အကြောင်းသိချင်တာမှန်သမျှကိုထိုလူကိုမေးနေရင်တသက်ကံကပြားကိုလည်းငါပေးလို့ရမလားလို့မေးလိုက်တာကြောင့်မင်းကိုယ်တိုင်လေမှုဖြစ်လာမှရမယ်လို့ဆိုပါတယ်။အများသောဖုန်းကနေသူဟာလေလက်ထောက်ဖြစ်ပြီးသူ့ရဲ့ဝတ်စုံကဟိုတယ်မှာပျောက်သွားခဲ့တာကြောင့်ဝတ်စုံတစ်ခုကိုလိုအပ်ကြောင်းလှမ်းပြောလိုက်တာမို့လေမှုတွေအတွက်ဝတ်စုံချုပ်ပေးတဲ့နေရာကိုရောက်လာပြီးဝတ်စုံကိုယူကဘွားကစတင်ပြောင်းလဲလာတဲ့ကြောင့်ဖရန်တယောက်ပျော်ရွှင်နေပါတယ်။ထို့နောက်ဖရန်ဟာချက်လက်မှတ်တုတွေနဲ့စတင်ငွေထုတ်ယူနေခဲ့ပြီးချက်လက်မှတ်တစ်စောင်ဒေါ်လာ300ရတယ်ဆိုကမယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။ငွေပမာဏများပြားလာတဲ့ကြောင့်ဗဟိုဌာနချုပ်ကလည်းယခုလိုငွေထုတ်ယူနေတာကိုရိပ်မိလာတဲ့အခါအစည်းအဝေးတစ်ခုမှာချက်လက်မှတ်ကုတ်တွေဟာမှားနေပြီးငွေထုတ်ယူနေတဲ့ထိုလူဟာတမျိုးတွေကနေထုတ်ယူနေကြောင်းတင်ပြနေချိန်ငွေကိုရေလိုသုံးနိုင်လာတဲ့ဖရန်ကတော့ပျော်ကြီးပျော်နေခဲ့ပါတယ်။သူ့ဖခင်ကလည်းအကောင်းစားဆောင်းဆိုင်တစ်ခုမှာကားလက်စီလက်ဆောင်ပေးပေမဲ့ဖခင်ဖြစ်သူဟာသူ့ရဲ့ကြာရှုံးနေတဲ့အရာကိုသူကိုယ်တိုင်စူးစမ်းမယ်ဆိုတာကြောင့်ဖရန်ကိုပဲပြောနေရမှာခဲ့လိုက်ပါတယ်။လှုပ်ဝဲအင်ဂျင်300ဟာကားလက်စီကိုတူစီးလာခဲ့ပြီးချက်လက်မှတ်အတွက်စုံစမ်းရဟိုတယ်တစ်ခုကိုရောက်ရှိလာကချက်လက်မှတ်နဲ့ရှင်းသွားတဲ့လူဒီမှာရှိသေးတယ်လို့ပြောလိုက်တာကြောင့်ဘယ်အခန်းမှလဲဆိုတာမေးလိုက်ပါတယ်။အားကတော့ပါလာတဲ့လူနှစ်ယောက်ကိုအေးစီရေခဲမှုတွတ်ဆိုင်ရန်ပြောလိုက်ပြီးပါလာတဲ့တနက်ကိုထုတ်ကတယောက်တည်းဝင်
ဝင်သွားလိုက်ပါတယ်ဒီချိုးကနေရောက်နေတဲ့ friend ကိုလည်းထွက်လာဖို့ပြောလိုက်တာကြောင့် friend လည်းထွက်လာပြီးသူကဆုံးတော့တယောက်ဖြစ်ကြောင်းနဲ့သူကိုယ်တိုင်လည်းဒီအမှုကိုကိုင်တွယ်နေကြောင်းပြောရင်တရားခံကပြင်းပေါက်ကထွက်ပြေးသွားပြီဖြစ်ကြောင်းတမိုင်းနေရင်းနေတဲ့အတွက်တိတ်မယုံတဲ့ခါကတော့တတိယံကပြားကိုထုတ်ပြဖို့အတွက်ပြောနေတာမို့ friend လည်းသူ့ပတ်စံရင်ကိုထုတ်ပေးလိုက်ပြီးလိမ့်လေသူရဲ့ပစ္စည်းတွေတင်ရမယ်ဆိုကဆင်းပြေးပါတော့တယ်ပတ်စံရင်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ရဲတယောက်မဟုတ်ဘူးဆိုတာသိရှိသွားတာကြောင့်ပြင်းပေါက်ကနေကြည့်လိုက်ချိန် friend တယောက်ထွက်ပြေးနေတာကိုမြင်လိုက်ပြီးဒေါသတက်ခါအော်ဆဲလိုက်ပါတယ်ခါကတော့တရားခံကိုဖမ်းမင်းနေတာကြောင့်မိုင်မဲလုံးရဲ့ဆိုကသူ့ကိုယ်သူအပြစ်တင်နေကြပြီး friend လူလိမ့်နေအများကြီးရှိတယ်ဆိုကအဖွဲ့မှုကနှစ်သိမ့်ပေမဲ့သူကိုယ်တိုင် friend ကိုဖမ်းမယ်ဆိုတဲ့အဖွဲ့မှုကိုတောင်းဆိုနေရင်တရားခံရဲ့အသားအမျက်နှာကိုသူပဲသိတာကြောင့်သူ့အတွက်ခွင့်ရပေးရင်တောင်းဆိုလိုက်ပါတယ်ဆောင်းပါးရေးသူဟာဆောင်ကလေမှုတွေဟာအငြင်းသားဖြစ်သွားရင်လည်းလာသာရနေသေးလားဆိုတဲ့မိကုံးကိုညနေသေးကြောင်းပြန်ဖြေလိုက်ပြီးနောက်မိကုံးတစ်ခုကိုတော့ထိုလူဟာစိတ်ရှုနေတဲ့အတွက်ပြန်ဖြေချင်ကြောင်းပြောလိုက်ပါတယ်ဘာအတွက်စိတ်ညစ်နေရလဲဆိုတဲ့အကြောင်းကိုမေးကြည့်လိုက်တော့လေလိုင်းကျောင်းမှာလေမှုအပြင်ဟန်ဆောင်ကနိုင်ငံပတ်နေတဲ့ကောင်သတင်းသားတွေမှာပါလာတယ်လို့ပြန်ဖြေပါတယ်ထိုလူက James Bond ကိုလုံနေဆိုတဲ့စကားကြောင့် friend လည်းဒီစကားကိုသဘောကျတာခဲ့ပြီးရုပ်ရှင်အောင်မှာ James Bond ကားကိုတွားကြည့်ကအင်ကြီးဆိုင်မှာလည်း James Bond နဲ့တူတဲ့ဝေးစုံသုံးစုံကိုမှာခဲ့လိုက်ပြီး James Bond ကားစီးကိုလည်းဝယ်ခဲ့လိုက်ပါတယ်ဟိုတယ်တစ်ခုရဲ့ခန်းရှိမှာရက်နေတဲ့မော်ဒယ်ခကြော်ရီတယောက်ကိုတွေ့တော့စကားသမီးပြောရင်သူ့ခန်းထဲကိုခေါ်ခဲ့လိုက်ပြီးထိုကောင်မလေးနဲ့အနမ်းနေချင်းနေချင်းကောင်မလေးကသူ့ကိုဆေးဖြတ်ရင်ဘယ်လောက်ပေးမှလဲဆိုတာကြောင့် friend လည်းတော့ထောင်ထိပေးလိုက်ကတညတာကိုကုံဆုံးခဲ့ပါတယ် friend ကိုဖမ်းမှုတော့ညဘက်တွေပါလှုပ်ဆင်နေတဲ့ခါရှိကိုဖုန်းဝင်လာတာမို့ကိုင်းလိုက်ပြီးသူဖမ်းချင်နေတဲ့ friend ဖြစ်နေတာကြောင့်မင်းမလိုချင်လဲဆိုပြီးမေးတဲ့အခါကျွန်တော်ခင်ဗျားကိုနိုင်နေငယ်နေရချေရခံနေကြောင်းနဲ့တောင်းပန်မှလည်းဆိုတဲ့စကားကိုခါကမတောင်းပန်မှုပြောလိုက်တော့ဒီအချိန်ကမိသားစုနဲ့အတူရှိနေရမှာလို့ပြောနေတဲ့ friend ကိုသူ့မှာမိသားစုမရှိကြောင်းတုံ့ပြန်လိုက်ပါတယ်မင်းကလည်းစကားပြောချင်တာလားဆိုပြီးခါကမေးတော့သူရှိနေတဲ့ဟိုတယ်အခန်းနံပါတ်ကိုပြောပြလိုက်ကသူ့ကိုအယူထပ်လုပ်လို့ရမှထင်လားဆိုတဲ့ခါကို friend ကထပ်ပြီးတောင်းပန်ကြောင်းဆိုပါတယ်သူ့ကိုတောင်းပန်ဖို့ဖုန်းဆက်မှာမဟုတ်တာသူသိနေကြောင်းခါကပြောနေတာမို့ဘာသဘောလဲဆိုပြီးမေးလိုက်ချိန်မင်းမဖုန်းခေါ်စရာလိုမရှိလို့ဆိုတဲ့စကားကိုကြားပြီးနောက် friend တယောက်ဒေါသထွက်ကဖုန်းကိုအမြန်ချလိုက်ပါတော့တယ်စားသောက်ဆိုင်တစ်ခုမှာတော့ခါတယောက်အလုံးလုံးနေတာကိုဝေတာကောင်လေးကစာရွက်တွေကိုကြည့်လိုက်ပြီးခမည်းကကတ်တက်စာအုပ်စုဆောင်းသူလားလို့မေးတဲ့ကြောင်ဘာလို့လဲဆိုကပြန်မေးလိုက်ပါတယ်ကောင်လေးကတော့သူ့မှာဒီစာအုပ်တွေအကုန်ရှိရလို့ပြောပြီးထွက်သွားချိန်ခါကကောင်လေးကိုပြန်ခေါ်ကမင်းပြောနေတာကတ်တက်စာအုပ်လားဆိုတာလို့မေးလိုက်တဲ့အခါကောင်လေးနဲ့ဒါက flash ဖြစ်ကြောင်းနဲ့သူက flash မဖြစ်ခင်အရင်က Barry Allen ဆိုပြီးပြန်ဖြေလိုက်ပါတယ်ထိုအချိန်တတိထားမိသွားတဲ့အတွက်လမ်းမေးဖုန်းကနေဌာနကိုဖုန်းဆက်ပြီးထိုလူဟာလူငယ်တယောက်ဖြစ်တဲ့ကြောင့်တသက်မရနိုင်တဲ့အတွက်လေသိပါမကြံနေရာတိုင်းကိုရှာဖွေဖို့မှာကြားလိုက်ပါတယ် Friend မိခင်ရှိရထံခါလို့ရောက်ရှိလာပြီးသူမရဲ့ယောက်ျားကရှင်းနေချက်လို့ပြောနေတဲ့ကြောင့်ပထမယောက်ျားကိုလည်းမေးလိုက်ပြီးနောက်လူပြောက်တိုင်ထားတဲ့လူဟာ Friend မလားလို့မေးလိုက်ချိန်သူအဆင်ပြေလာလို့မိခင်ကပြန်မေးနေပေမဲ့ Friend ဟာဘန်းငွေတွေကိုလိမ့်လေထုတ်ယူနေတဲ့ရာဇဝတ်မှုကိုကျူးလွန်နေတယ်လို့ပြန်ဖြေလိုက်ပါတယ်။တိုက်ဖြစ်သူရဲ့တပ်ပုံရှိလားဆိုတဲ့နောက်တပ်ပုံကိုလည်းတိုင်းအောင်ကြည့်လိုက်ပြီးသူတို့ဖမ်းရမယ့်လူက18နှစ်ရွယ် Friend ဖြစ်ကြောင်းရဲထနာကိုအကြောင်းကြားလိုက်တာကြောင့်မိခင်ဖြစ်သူကသူ့အကျွေးတွေကိုဖြည့်ရှင်းပေးနိုင်တယ်လို့ပြောနေတဲ့အခါတိရသမ3 တန်းလောက်ရှိရဆိုတဲ့အဖြေကြောင့်မိခင်လည်းရှော့ရသွားခဲ့ပါတယ်။ပါတီပွဲကျင်းပနေတဲ့နေရာတစ်ခုမှာတော့ Friend တယောက်ရှိနေခဲ့ပြီးတငယ်ချင်းတယောက်လဲကျသွားတယ်ဆိုတာကြောင့်ဆေးရုံကိုရောက်ရှိလာကစုခံနေရလို့ငိုနေတဲ့ Nasma တယောက်ကိုတွေ့တဲ့အခါအလုပ်ဝင်တာတစ်ပတ်ပဲရှိသေးပြီးအမားလုံးမိတာကြောင့်အလုပ်ဖြုတ်ခံရမှကြောက်နေတဲ့ Nasma လေးကိုအားပေးနေသိမ့်လိုက်ပါတယ်။အဲဒီနောက်တငယ်ချင်းရဲ့အခန်းကိုကြည့်ပေးရင်ပြောလိုက်ပြီးဘယ်အခန်းမှာရှိနေကြောင်းပြောပြတဲ့ Nasma လေးကိုမင်းရဲ့ပြိုးနေကလှရလို့ကြည်စင်လိုက်ပြီးချင်းဆေးရုံကအခန်းတွေကသေးလားဆိုတဲ့မိန်းကုန်းကြောင့်ရှင်ပါလုံးလို့လည်းလို့မေးတဲ့အခါသူဟာဆရာဝန်တယောက်ဖြစ်ကြောင်းလိန်နာပြောဆိုလိုက်ပါတယ်။ဆရာဝန်လက်မှတ်အတူတွေကိုပါပြုလုပ်ခဲ့ပြီးသူဟာကလေးထုတ်ဖို့ဖြစ်ကြောင်းဆရာဝန်ကြီးကိုပြောပြလာတဲ့အတွက်အခုချိန်လိုအပ်နေတဲ့လက်အောက်ဆရာဝန်တွေကိုညာတိုင်းထိန်းချုပ်ပေးမဲ့လူလိုတာလို့ပြောတာကြောင့် Friend တယောက်ဒါကိုအောင်သက်သက်နဲ့လက်ခံလိုက်ပါတယ်။သူရဲ့လိန်လည်ထားတဲ့အရေးချင်းတွေကြောင့်အလုပ်ကိုရသွားခဲ့ပြီးလူစင်းကိုလည်းညာတိုင်းကောက်နေရင်ဆရာဝန်တယောက်ကမကြေမနက်ဖြစ်နေတာကြောင့်မင်းလည်းနောက်ကျရင်ခွင့်စာလေးယူခဲ့ဆိုပြီးစကားနာထိုးလိုက်ပါတယ်။ Friend တယောက်အားတဲ့ချိန်တွေကိုလည်းသူ့အလုပ်တဲ့လိုအပ်တဲ့အရာတွေကိုလေ့လာနေတဲ့အချိန်သူဆရာဝန်မလုပ်ခင်ကတွေ့ခဲ့တဲ့ Nasma လေးခန်းထဲဝင်လာတာကြောင့်ဇပွဲဘော်ကစာတွေကိုဖွက်လိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့သွားမှတတ်ထားတဲ့သွားထိန်တာဖြိုးလိုက်ကြောင်း Friend ကိုပြောပြနေစဉ် Nasma လေးကိုနားမိလိုက်တာကြောင့်သူတောင်းပန်ကြောင်းပြောနေချိန်မှာပဲ Nasma လေးကသူ့ကိုအတင်းဆွဲနှမ်းပါတော့တယ်။ဆရာဝန်လိုအပ်နေတယ်လို့ခေါ်နေတာကြောင့်နန်းနာကိုရပ်ပစ်ခဲ့ပြီးအေးပေါ်ရောက်လာတဲ့ကလေးငယ်ကိုတွားကြည့်နေချိန်ဘာနဲ့ထိခိုက်တာလဲလို့မေးလိုက်တဲ့အခါစပိန်မောက်တယ်လို့လက်ထောက်ဆရာဝန်ကရှင်းပြပြီးတရားကိုကြည့်ရင်တွေ့ပြလာတာကြောင့်လက်ထောက်ဆရာဝန်တွေကိုလွှဲထားခဲ့ပြီးအိမ်သာထဲပြည်ရန်มาတော့တယ်။ Friend ဖခင်ရှိရထံခါကရောက်ရှိလာသလိုတပ်ပုံကိုကြည့်နေချိန်သူ့ကိုဖမ်းမယ်ထင်တဲ့အိမ်လဲအောင်မယ်လို့ပြောနေတာမို့ခမည်းသားကိုရှာနေကြောင်းပြောနေတော့မှပဲမှတ်ပုံနဲ့အတူနဲ့သူ့သားဟာရေတပ်မှာဆင်းရဲထွင်ပြီး BNN ကွန်မြူနတီကိုတိုက်ခိုက်နေလို့သူ့အိမ်လာပြီးသူ့သားကိုရာဇဝတ်ကောင်လို့မခေါ်ဘူးလိမ့်လည်ချေပလိုက်ပါတယ်။အဲဒီတော့တခုခုပြောပြချင်ရင်ဖုန်းဆက်ဖို့ဖုန်းနံပါတ်ကိုရေးပြီးစပွဲပေါ်တင်လိုက်ချိန် Friend ပို့ထားတဲ့စာတွေကိုတွေ့ရှိသွားတာကြောင့်ရေးမှတ်လိုက်ကသူ့သားအတွက်အရှုံးပေးဘူးဆိုတဲ့ဖခင်ကိုသူနားလည်ကြောင်းပြောပြီးထွက်လာခဲ့လိုက်ပါတယ်။ထို့နောက်ရဲဌာနကိုဖုန်းခေါ်လိုက်ခါဂျော်ဂျီယာပြည်နယ်မှာ Friend ရှိနေနိုင်တာမို့သူကိုလေစိတ်ကိုသွားနိုင်ပြီဖြစ်ကြောင်းနဲ့နောက်၄နာရီအတွင်းတွေ့မယ်လို့မှာကြားလိုက်ပါတယ်
ခန်းတစ်ခုအတွင်းမှာတော့သူမကကိုရင်ပြတ်ကျကိုယ်ဖြစ်ပြီးသူမဖခင်နဲ့တူကောင်းရတဲ့သူကလုတ်ခဲ့တယ်လို့ပြောနေတာကို friend တယောက်စိတ်ပြတ်စွာနားထောင်နေခဲ့ပြီးသူမမိဘတွေကသူမကိုအိမ်ပေါ်ကနေချခဲ့ရကြောင်းအယောင်ဝဲနေရကြောင်းကိုပြောရင် friend ကိုပြေးဖက်ကသူမကိုစိတ်မဆိုးဖို့တောင်းပန်နေပါတယ်သူမဖခင်ဟာရှင်းနေတယောက်လို့ပြောတဲ့အခါဒါတွေကိုသူဖြေရှင်းပေးမယ်ဆိုတဲ့ friend ကတော့သူမမိဘတွေရှိမှလည်းထောက်ခွင့်တောင်းမယ်ဆိုတဲ့စကားကြောင့်အံ့အားမြင်သက်သွားခဲ့ပါတယ်တစ်ဖက်မှာ friend တို့ပါရီလုတ်ခဲ့တဲ့နေရာကိုခါးကရောက်ရှိလာပြီးဘာမှမရှိတာကြောင့်စိတ်ပြတ်ကနေရာမှာကတ်ထားတဲ့ friend ရဲ့တရားဝင်လက်မှတ်ကိုအတူကိုကြည့်နေလိုက်ပါတယ်နောက်တစ်နေ့သူမရဲ့အိမ်ကိုအတူတောက်ခဲ့တာမိသားစုသမင်းစားပွဲမှာ friend တယောက်ရှိနေခဲ့ပြီးသူမဖခင်ကသမင်းမစားခင်ဆူတောင်းခိုင်းတာကြောင့်သူဖခင်ပြောနေကြကြွက်နှက်ကောင်းရဲ့ဇလန်းကိုဆူတောင်းစကားအဖြစ်ပြောင်းပြောလိုက်တာကြောင့်မိခင်ကတော့သဘောကျသွားပေမဲ့ဖခင်ဖြစ်သူကတော့တနည်းမျက်လုံးနဲ့ friend ကိုကြည့်နေခဲ့ပါတယ်ဘယ်စည်းုံမှလုံးမလဲလို့မေးလာတဲ့အခါသူဟာဥပဒေဘက်ကိုပြောင်းကျင်လာလို့ပြောလိုက်တဲ့စကားကိုမင်းကဆရာဝန်လားရှိနေလားဟုဖခင်ကပြန်မေးလိုက်တဲ့အတွက်သူဟာဥပဒေကျောင်းကိုလည်းလေ့လာခဲ့သူဖြစ်ပြီးကျောင်းကဘာမှတက်ခဲ့တာလဲဟုမေးနေတာကြောင့်ဘာကလေးလို့ပြန်ဖြေလိုက်ချိန်အော်သွားတဲ့တာအမီနဲ့သူဖခင်တက်ခဲ့တဲ့ကျောင်းလို့ပြောရင်တောင်းကဆရာကိုရောတိလာဆိုပြီးမေးလိုက်ပါတယ်မတိတာကိုတိတယ်လို့ဟန်ဆောင်လိန်ညာနေတဲ့သူ့အတွက်အခက်တွေ့စေတဲ့မိကွန်းကကျောင်းကဆရာရဲ့ခွေးနာမည်ကိုမေးလိုက်တဲ့အခါခိတ္တခဏမြင်တတ်သွားပြီးခွေးကကျေးစားပြီလို့ဆိုပါတယ်အင်အားအလုံးရင်းနဲ့ဆေးရုံကိုခါလို့ရောက်ရှိလာပြီးဖရက်နေခဲ့တဲ့ဆေးရုံကအခန်းကိုတကားဖြတ်ကဝင်စစ်ဆေးခဲ့ပေမဲ့ဘာမှမတွေ့ရှိတာကြောင့်ခါတယောက်စိတ်ညစ်သွားပြန်ပါတယ်ကောင်မလေးမိဘအိမ်မှာတော့ဖခင်ဖြစ်သူကမင်းကဘာလဲဆိုပြီးမေးတဲ့အခါသူကဆရာဝန်လည်းမဟုတ်တယ်လို့လေရင်မှုလည်းမဟုတ်ခဲ့ပဲသူမကိုချစ်နေတဲ့ကောင်လေးတယောက်လို့လာပြန်ပြေးခြင်းမဟုတ်ဘူးဆိုတဲ့စကားကြောင့်ကြောက်လန့်သွားတဲ့ friend အနာမှာထိုင်လိုက်ပြီးမင်းကစိတ်ကူးရင်ဆန်တဲ့လူဖြစ်ကြောင်းနဲ့ငါတို့အနာမှာငါတို့ကိုချစ်တဲ့မိန်းမတွေမရှိရင်ဘာကောင်းမှမဟုတ်ဘူးလို့ဆိုပါတယ်ယခုအချိန် friend ကိုဖမ်းဆီးလာခဲ့ပြီးလင်းရင်ကိုခါနဲ့အတူစီးလာခြင်းမင်းဘလို့ကိုချပြီးဥပဒေဆောင်ဝင်ပဲဖြစ်ဆိုခဲ့လေလို့မေးတဲ့အခါဒါတွေကအရေးမကြီးတော့ပဲသူကထောင်မှာအကြာကြီးနေရတော့မှဆိုတာစိတ်ညစ်နေပါတယ်အရင်ကဖြစ်ပျက်ခဲ့တဲ့အချိန်ကိုပြန်လည်ရောက်ရှိလာပြီး friend အတွက်အလုပ်ခန်းကိုရောက်ကလေးဖြစ်သူကပြသပေးနေတဲ့အတွက်ပျော်ရွှင်နေတဲ့သူ့အတွက်စပွဲပေါ်ကနာမည်ကမှန်ရဲ့လားလို့ရောက်ကလေးဖြစ်သူကမေးတော့မှန်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ထိုးကအစမ်းလေးချင်းမှုတဲ့ရုပ်ရှင်တွေကအရာတွေကိုမှတ်သားထားလိုက်ပြီးအဲ့ဒီအတိုင်းပြောလိုက်တာကြောင့်တရားသူကြီးကခုခံသူလည်းမရှိသလိုဂျူရီလည်းမရှိတဲ့အပြင်ငါတယောက်တည်းရှိနေတယ်လို့ပြောကမင်းပါရေလုံးနေတာလဲဆိုပြီးအော်ခံလိုက်ရပါတယ်ညဘက်အိမ်မှာတော့ရုပ်သံအစီအစဉ်ကိုအတူတူကြည့်ရင်တချင်းဆုံနေတဲ့အခါ friend လည်းသူ့မိဘတွေကိုလမ်းဆွတ်သွားတာကြောင့်သူ့ဖခင်ကိုလာတွေ့ချိန်မင်းမတို့ဒီမှာရှိနေတာလဲဟုမေးတဲ့အခါကျွန်တော်အဖေကိုလာတွေ့တာလို့ပြောပြီးအဖေဘာလို့ဒီလိုကြီးဝတ်ထားရလဲလို့မေးလိုက်ချိန်ငါအခုအစိုးရအလုပ်တစ်ခုရတယ်လို့ပြောရင်တားမှရှိနေကောင်းကောင်းရှိလားဆိုတာကြောင့်သူကိုယ်တိုင်ရှင်းနေဖြစ်နေပြီဖြစ်ကြောင်းကြွားလုံးထုတ်လိုက်ပါတယ်ထိုင်မအောင်ဆိုတဲ့စကားနဲ့အတူတားဖားနဲ့အောင်တင်းကျပ်စွာဖတ်လိုက်ပြီးအဖေကိုတွေ့ရတာဝမ်းသာကြောင်းနဲ့ပြားစရာတစ်ခုရှိရလို့ဆိုတာစိတ်ဆက်ပွဲဖိတ်စာကိုထုတ်ပြလိုက်ပါတယ်သူဖခင်အခုလိုမျိုးဝတ်ထားတာသူမမြင်မိပြီလားဆိုတာကြောင့်မြင်မိပြီလို့ဖြေလိုက်ချင်းအဖေကိုဝေးဆုံးတစ်စုံဝယ်ပြီးမယ်အမေနဲ့တူတူစိတ်ဆက်ပွဲကိုလာစီခြင်းနဲ့အတွက်လို့ပြောနေတာကြောင့်သူမလာမှာမဟုတ်တော့ဘူးဆိုတာသူ့ရဲ့တငယ်ချင်းတယောက်နဲ့လက်ထပ်သွားပြီလို့ပြောလိုက်တာကြောင့် friend ရဲ့မျက်လုံးနဲ့အသက်မဲ့သွားခဲ့ပါတယ်အဖေကလူတယောက်ကအဖေကိုလာတွေ့သွားကကြောက်ဖို့ကောင်းတယ်လို့ပြောလိုက်တဲ့အခါ friend လက်တာကိုတုံ့လို့သွားပြီးထားပြန်ဖို့လုပ်ရင်သူတာတွေကိုရက်လိုက်တော့မယ်လို့ဆိုပါတယ်သူတို့မင်းကိုဖမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားနဲ့အတူပြန်ထိုင်ပြီးတစ်ခွက်လောက်တောင်းရင်ပြောနေတဲ့ဖခင်ရဲ့စကားကိုအရေးမလို့တော့ပဲသူ့ကိုဘာလို့ရက်လိုက်ဖို့မပြောတာလဲလို့မင်းနေတာမို့မင်းရနိုင်မှာမဟုတ်တာသိနေတယ်လို့ပြောတဲ့အတွက်ထိုနေရာကချက်ချင်းထွက်သွားပါတယ်အဲဒီနောက်ဘာတစ်ခုမှထိုင်နေရဲဌာနကိုဆက်သွယ်လိုက်ပြီးပျော်ရွှင်စရာခရစ်စမတ်ဖြစ်ကြောင်းခါးကိုပြောတော့နေကောင်းလားဒေါက်တာကောင်းတယ်လို့ပြန်မေးလိုက်ပါတယ်လိန်ညာသားရဲ့နာမည်ဟာသူ့အတွက်အခုမဟုတ်တော့တာမို့သူတာတွေကိုလည်းအဆုံးသတ်ချင်နေပြီဖြစ်ကြောင်းနဲ့လက်ထပ်ပြီးအခြေချနေထိုင်ကြောင်းပြောတဲ့အခါဒေါ်လာ4 သန်းကမင်းတို့လက်ဖက်ပေးတဲ့ထင်နေလားဆိုတာမေးလိုက်ပါတယ် friend ဘက်ကခိတ္တခဏရဆိုင်ရင်ကြောင်းပြောနေပေမဲ့မရဘူးဆိုတဲ့စကားနဲ့အတူမင်းထောင်နဲ့သွားရမယ်လို့ပြောနေတဲ့အခါ friend လည်းသူ့ကိုတယောက်တည်းနေခွင့်ပေးရင်နူးညွတ်တောင်းမယ်လို့ပြောလိုက်တော့ငါနီးစက်လာနေပြီမို့မင်းကြောင်းနေတာလားဆိုတဲ့အခါဒေါသရကြီးသူ့ကိုလိုက်ရှာနေတာကိုရပ်ဖို့ပြောလာတဲ့အတွက်ငါလုံးမယ်ဆိုတာပျော်ရွှင်စရာ Christmas ဖြစ်ကြောင်းပြောပြီးဖုန်းချသွားပါတယ်ရုံးခန်းအတွင်းအခါကတော့လွန်ခဲ့တဲ့နှစ်လူဝင်စီးရဲပြည်နယ်ကဆေးဆက်ပွဲအကြောင်းပါတဲ့သတင်းစာတွေကိုလိုက်ရှာရင်သူ့လူတွေကိုပြောတဲ့အခါဘာအတွက်လဲဆိုတာမင်းကွန်းထုံနေကြပါတယ်အခုလောက်ဆိုသူနာမည်ပြောင်းသွားလောက်ပြီလို့ပြောနေတဲ့အဖွဲကလူတွေကိုသူပြောင်းနိုင်မှာမဟုတ်ကြောင်းနဲ့ friend စစ်သားမှထုံမိန်းကလေးကလည်းအဲ့ဒီနာမည်နဲ့တီးခဲ့တာကြောင့်သူပြောင်းလိုက်ရင်ကောင်မလေးကိုပါဆုံးရှုံးရမယ်လို့ကောက်ချက်ချလိုက်ပါတယ်လူတွေစီကားနေတဲ့ညစာစားပွဲတစ်ခုမှာတော့ခံရနေတဲ့ friend ဟာအပေါ်တက်ကိုတက်လာနေချိန်ခါးရောက်ရှိလာတာကိုမြင်သွားခဲ့သလိုရောက်ကလေးဖြစ်သူကိုတွေးချင်နဲ့ပြောနေတဲ့ခါးကိုလူတစ်ယောက်ကထိုးလူကိုခေါ်ပေးလိုက်တဲ့အခါသူပါကူညီပေးရမယ်ဘာပြဿနာရှိလို့လဲဆိုတာမေးလိုက်ပါတယ်ဘာအကြောင်းမှမသိတဲ့ကောင်မလေးကလက်ဆောင်ရတဲ့ချက်လက်မှတ်တွေနဲ့ပျော်ရွှင်စွာ friend ရှိရာအပေါ်တက်ကိုတက်လာချိန်အခန်းတစ်ခုတည်းကိုဆွဲခေါ်သွားပြီးသူတို့အတူတူထွက်ပြေးကြအောင်လို့ပြောနေတဲ့ friend ကိုဘာတွေဖြစ်နေတာလဲဆိုတာကြောင့်သူပတ်ထားတဲ့ပတ်စံတို့ကိုထုတ်ဖွင့်လိုက်ပြီးသူဟာဘယ်တော့မှဆရာဝန်လည်းမဟုတ်ခဲ့တယ်လို့ရှင်းနေလည်းမဟုတ်ခဲ့ဘူးဆိုတာပြောရင်16နှစ်သားတွေကအိမ်ကထွက်ပြေးလာကြောင်းပြောလိုက်ပါတယ်တုံရီပြီးနားမလည်စွာပြန်မင်းနေတဲ့သူမကိုသူ့တစ်ဝလုံးစားအတွက်ပတ်စံနေရှိကြောင်းထုတ်ပြလိုက်တာကြောင့်သူမလည်းပုံမှန်အာဝတ်တင်တာချင်းသူ့ကိုယုံကြည်ပေးရင်တောင်းဆိုနေပါတယ်နောက်ဖေးပေါက်ကနေပတ်စံအိတ်တွေကိုပစ်ချရင်2ရက်အတွင်းမိုင်ယာမီလေးစိတ်မှာသူ့ကိုလာတွေ့ရတဲ့ကားကားလာဖို့တော့ပတ်စံပေးရင်မနက်10 နာရီလို့တေချာမှသွားလိုက်ပါတယ်အဲဒီနောက်လေးစိတ်ကိုရောက်နေတဲ့ friend ဟာသူမကားဘော်ကဆင်းလာတာကိုတွေ့လိုက်တာကြောင့်သူမအနာကိုသွားဖို့လုံနေချိန်စောင့်ကြည့်နေတဲ့လူတွေရှိနေတာကိုသတိထားမိသွားတဲ့အတွက်နေရာကထွက်လာလိုက်ပါတော့တယ်လေးစိတ်မှာတော့အင်အားအများပြားနဲ့ရောက်ရှိနေတဲ့ခါလူကတော့သူနိုင်ငံကမထွက်သွားခင်ဖမ်းရမယ်ဆိုတဲ့စကားနဲ့တူ passport မရှိဘူးမလားလို့ဆိုတဲ့အခါသူ့မှာ passport ရှိနိုင်တယ်လို့ဆိုပါတယ်
အထိုင်ဖုန်းရှိတဲ့နေရာတစ်ခုမှာတော့ပန်းအလေးရောင်းလိုက်အတွက်ဝန်ထမ်းခေါ်ယူနေတာကိုတူလာခဲ့မယ်လို့ပြောလိုက်ပြီးနောက်လေမရှက်ကိုပန်းအလေးရောင်းလိုက်အတွက်ရွေးချယ်မှာဖြစ်ပြီးထိုအမျိုးသမီးတွေဟာသူနဲ့အတူဥရောပတစ်လျှောက်2လအကြာခရီးသွားမှာဖြစ်တာကြောင့်အတွေ့အကြုံအသစ်တွေရရှိလာမယ်လို့ပြောနေတဲ့ထိုလူဟာဖရက်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ကောင်မလေးတွေကိုလည်းစိတ်တန်းကြရွေးချယ်လိုက်ကသူတို့နဲ့အတူလေရင်ကွင်းကိုရောက်ရှိလာခဲ့ပြီးကောင်မလေးတွေကိုငန်းနေတဲ့ရဲတွေကြားကနေသတိမထားမိအောင်လိုက်သွားခဲ့ပါတယ်။ ဖရန်ကိုတဲတန်ရှာဖွေနေတဲ့ခါးရဲ့အနောက်ကနေအွန်လိုင်းလူအဖြစ်ဖရန်ထွက်သွားချိန်ခါးကတော့သတင်းပေးမှုကြောင့်အပြင်ကိုပြေးထွက်လာခဲ့ပြီးကားပေါ်ကထိုးလူကိုအပြင်ထွက်ခိုင်းကဘာလို့နေတာလဲလို့မေးတဲ့ချိန်သူ့ကိုဒေါ်လာ100ပေးပြီးဒီမှာစောင့်နေခိုင်းကြောင်းပြောနေတာမို့ခါးတယောက်စိတ်ပြတ်သွားပါတော့တယ်။9လကြာပြီးနောက်နိုင်ငံတကာပတ်သွားနေတဲ့ဖရန်ကိုထိန်းလို့မရနိုင်တော့ကြောင်းနဲ့ဖမ်းဆီးဖို့အတွက်အထက်ကလူတွေကိုပြောပြတဲ့အခါဘာလို့သူ့ကိုမပြောတာလဲလို့စူနေတဲ့အတွက်ဘယ်ဘန်ကမှလည်းသတိမထားမိခဲ့သလိုသူ့လုံးနေတဲ့ချက်လက်မှတ်တွေကလည်းအဆက်တိုင်းဖြစ်နေတာကြောင့်ရင်တိတက်လုံးနေတာကြောင့်ရင်လို့ဆိုပါတယ်။အဲဒီတော့သူကဆောင်ဝဲပုံစံပတ်နေကြောင်းမြေပုံကိုထိုးပြနေတဲ့ခါဟာမဒရစ်ကနေချင်းအခံမှန်ဆိုဖမ်းမိနိုင်ကြောင်းပြောနေတဲ့အတွက်မင်းသူ့ကိုဒီအောင်မဖမ်းမိရင်အဲ့ဒီမှာလည်းမဖမ်းမိနိုင်ဘူးဆိုတာကြောင့်လက်လွတ်ပြီးတော့မှလာလို့မေးလိုက်ချင်းမင်းကလည်းသူ့ကိုလက်လွတ်ပြီးလိုက်ကြောင်းထိုလူကပြောပြီးထွက်သွားပါတယ်။ဘာမှလိန်ထုတ်သွားတဲ့ချက်လက်မှတ်တွေကိုကြည့်ရင်အကြံတစ်ခုရသွားတဲ့ခါကလူအိုကြီးတွေရှိတဲ့နေရာကိုလာခဲ့ပြီးချက်လက်မှတ်ကိုပြလိုက်တဲ့အခါဒါကပြီးပြည့်စုံလုံးနဲ့လို့ချီးမွမ်းပြောဆိုကြပါတယ်။ဒါတွေကိုဗမာရိုက်ထုတ်တာလဲလို့မေးတဲ့အခါပင်သစ်မှာလို့ပြောလိုက်တာကြောင့်ဖရန်မီကင်ပြပြခဲ့မှုတဲ့ပင်သစ်ကနေရာကိုမှတ်စုစာအုပ်ထဲလိုက်ရှာကြည့်ပြီးနောက်ဖရန်ရှိရပင်သစ်ကိုရောက်ရှိလာတဲ့ခါဟာပုံနဲ့ရိုက်ထုတ်နေတဲ့နေရာတစ်ခုကိုဝင်သွားခဲ့ပြီးစက်ကိုပိတ်ချလိုက်တဲ့အချိန်ဖရန်နဲ့တွေ့တော့ဝမ်းသာအားရခါကိုကြိုဆိုနေပါတယ်။အပြင်မှာပင်သစ်ရဲ့နှစ်ဒါဇင်လောက်ရှိနေပြီးသူတို့ကမင်းကိုခေါ်သားခြင်းပေမဲ့အမေရိကန်တယောက်ရဲ့အကူအညီလိုနေကြောင်းပြောကငါကိုယ်တိုင်ပဲမင်းကိုလက်ထိတ်ခတ်မယ်လို့ချိန်ဝါနေပါတယ်။ထိုအခါဖရန်ကလောင်ပြောင်တဲ့ပုံစံနဲ့အတူသူကိုယ်တိုင်ရှေ့ထွက်ကြည့်မယ်လို့ပြောနေချိန်လက်ထိတ်ကိုဝစ်ထားလိုက်ဖို့ခါကပြောတော့သူတာကိုမလုံးနိုင်ကြောင်းဖရန်ကညင်လိုက်ပါတယ်။ခမရတဲ့အလိညာတွေပြေးနေပြီးအပြင်မှာဘယ်သူမှမရှိဘူးထင်တယ်လို့ပြောလိုက်တဲ့ဖရန်ကိုငါမှအချိန်မရှိဘူးလို့လေးတမ်းမပြောပြီးငါမင်းကိုမလိန်ကြောင်းရှင်းပြနေတဲ့ခါကိုခမရလိန်ခဲ့တာပဲဆိုကပြောနေချိန်ဖုန်းတစ်ခုဝင်လာတာကြောင့်ခါကသွားကင်လိုက်ပြီးဘာပြဿနာမှမရှိကြောင်းနဲ့သူတို့အခုထွက်လာပြီလို့ဆိုကဖုန်းကိုပြန်ချလိုက်ပါတယ်ဖရန်တယောက်လိန်နေလို့ထင်တာကြောင့်ဆက်လိန်နေမှုပြောပြီးရှိသမျှချက်လက်မှတ်တွေကုန်ယူကထွက်ပြေးဖို့ကြံနေတဲ့ဖရန်ကိုအပြင်ထွက်တာနဲ့သူတို့မင်းကိုတတ်မှဖြစ်ကြောင်းပြောတဲ့အခါတိတ်ဆိတ်သွားပြီးခါတဲ့အနာကိုရောက်လာခဲ့ပါတယ်တဘောထုညီမှုရယူရန်လက်ဆွဲနှုတ်ဆက်တဲ့အခါလက်ထိတ်ကိုဖရန်လက်ထဲထည့်ပေးခဲ့တာကြောင့်ကိုရိုင်းသာလက်ထိတ်ကိုခတ်ခဲ့ပြီးအပြင်ကိုထွက်လာချိန်အသင်းဆောင်နေတဲ့ပြင်သစ်ရဲတွေဖရန်ကိုဖမ်းဆီးလိုက်ပါတယ်ခါကတော့ဖရန်ဟာကိုရိုင်းဖမ်းခံခဲ့တာဖြစ်တဲ့အတွက်ပြစ်ဒဏ်ရှော့ပေါ်ရင်ဖြောင်းချက်ပေးနေမှဘာတခုမှတုံ့ပြန်မှုမရှိတဲ့ရဲတွေကဖရန်ကိုအတင်းဆွဲခေါ်နေတာကြောင့်စိတ်မပူဖို့နဲ့သူအမေရိကန်ကိုပြန်ခေါ်မယ်လို့ကတိပေးလိုက်ပါတယ်ယခုအချိန်ပြင်သစ်ထောင်ကနေပြန်ခေါ်လာတဲ့ဖရန်နဲ့အတူလင်းရင်စီးနေချိန်ပြန်ရောက်ရင်သူ့အဖေနဲ့ဖုန်းပေးပြောမယ်မလားဆိုကခါကိုမေးနေတာကြောင့်တိတ်ဆိတ်နေလိုက်ပြီးခဏအကြာမှစိတ်မကောင်းပါဘူးမင်းမိတ်ဆုံးသွားပြီလို့ပြန်ဖြေလိုက်တဲ့အခါဖမဖုန်းပေးပြောမယ်ပြောထားတယ်မလားလို့မင်းကုန်းပြန်ထုံနေပါတယ်အဲဒီနောက်စိတ်မကောင်းဖြစ်သွားတဲ့ဖရန်ကသူ့အိမ်နာသွားခြင်းကြောင့်ပြောလိုက်ပြီးအိမ်နာအတွင်းမှာမခံမရနိုင်အောင်ခံစားရင်ဒုက္ခပါပဲလို့ရည်ရွတ်နေပါတယ်လင်းရင်စိုက်ကတ်တော့မှဖြစ်တာကြောင့်နေရာမှာပြန်လာထိုင်ရန်ပြောနေချိန်ရဲရဲတဲ့ဖရန်ကိုအိမ်နာအပြင်ကနေအော်ခေါ်နေခဲ့ပေမဲ့တုံ့ပြန်မှုတစ်စုံတရာမှမကြားရတာကြောင့်တကားဖြတ်ပြီးဝင်ကြည့်လိုက်ပါတော့တယ်ထိုအခါမှတွိုင်လက်ထဲမှာရှိမိတော့တဲ့ဖရန်ကိုလိုက်ရှာရင်အိမ်နာပေါက်ကဆင်းပြေးသွားတာကိုလင်းရင်တွင်းကနေဒေါသမျက်လုံးနဲ့ခါတယောက်ကြည့်ရင်ကြံနေခဲ့ပါတယ်သူ့မိခင်ရှိရာနေရာကိုရောက်ရှိလာတဲ့ဖရန်ဟာကလေးတယောက်ကိုတွေ့တာကြောင့်မဲမေပမာလဲဆိုတဲ့အခါဖရန်ရဲ့မိခင်ကိုလက်ညှိုးထုတ်ပြလိုက်တဲ့အချိန်ရဲရဲလည်းနောက်ကနေရောက်ရှိလာပါတယ်သူ့ကိုအမြန်ဖမ်းခေါ်တော့ဖို့ပြောကလိုက်သွားခဲ့ပြီးစီရင်ချက်ချမှတ်လိုက်တာကတော့ဖရန်ဟာနိုင်ငံတော်ပေါ်မတိမမြင်ပြုမှုကြောင့်အလုံးချုံဆုံးထောင်မှာထောင်နဲ့12နှစ်ချမှတ်ခံလိုက်ရပါတယ်ထောင်ကျနေတဲ့ဖရန်ကိုလာတွေ့တဲ့တဦးသေးသောလူကခါဖြစ်ပြီးဘယ်တော့မလို့လဲလို့မေးတဲ့အခါသူ့လိုပဲငွေကိုလိမ်လည်ထုတ်ယူနေတဲ့လူတယောက်ကိုဖမ်းမလို့ဆိုတာကြောင့်ထိုလူရဲ့ချက်လက်မှတ်ကိုပြခိုင်းလိုက်တော့သူလုပ်ခဲ့တဲ့ပုံစံဆိုရင်မှဒါဟာဘန်ကငွေကင်သူတယောက်ဆိုတာတတ်ပြောလိုက်တာကြောင့်လူတယောက်နဲ့အတူဖရန်ရှီကိုခါထပ်ပြီးရောက်လာခဲ့ပါတယ်အဲဒီနောက်ချက်လက်မှတ်ကိုထုတ်ပြချိန်ပထမတစ်ခုကိုအတူဖြစ်ကြောင်းပြောပြီးဒုတိယတစ်ခုကစာရေးကရိယာဆိုင်မှာဝယ်လို့ရတဲ့မှင်ဖြစ်ကြောင်းပြောနေတဲ့ဖရန်ကိုငွေကြေးစစ်ဆေးရေးဖွဲ့မှာအလုပ်လုပ်ရန်ကမ်းလှမ်းလာပါတယ်သူ့ရဲ့ပြစ်ဒဏ်ကိုအစိုးရရှိမှအလုပ်လုပ်ပြီးခါရဲလက်အောက်ကနေတာဝန်ထမ်းဆောင်ရမယ်ဆိုတာကြောင့်ခါရရှိရဲ့ FBI ဌာနကိုရောက်ရှိလာချိန်သူ့ကိုဖမ်းခဲ့တဲ့လူတွေကစိုက်ကြည့်နေပါတယ်အဲဒီတော့သူဟာဒီမှာဘယ်လောက်ထိအလုပ်လုပ်ရမှာလဲလို့မေးတဲ့အခါနှိမ့်တိုင်းပဲလို့ပြန်ဖြေသွားတာကြောင့်စိတ်ပြတ်စွာထိုင်နေလိုက်ပါတော့တယ်အပြင်ကိုထွက်ပြီးဈေးဝယ်နေတဲ့ဖရန်ဟာအရင်ကသူဝစ်ဆင်ခဲ့တဲ့လေရင်မှုဝစ်စုံကိုတွေ့တော့ငင်းမောကြည့်ခဲ့ပြီးရုံးမှအလုပ်ရှုပ်နေတဲ့ခါရှိကိုတွားကသူနဲ့အတူအလုပ်လုပ်ဖို့ပြောခဲ့ပေမဲ့ခါကတော့တွားတဲ့ရှိကြောင်းပြောပြီးညင်လိုက်ပါတယ်အရင်ကသူလိန်ခဲ့တဲ့မျိုးလေရင်မှုဝစ်စုံနဲ့အတူထပ်ပြေးဖို့ကြိုးစားတဲ့အခါခါကရောက်ရှိလာချိန်ဘာကြောင့်လိန်ခဲ့တာလဲဆိုတာကိုသူ့သမီးเจ้าလိန်ခဲ့တာဟာဘဝမှာလိန်လိုက်တာတစ်ခုကလည်းပြီးပြည့်စုံတဲ့နေရက်ကိုဖျက်ဆီးလို့ရသွားနိုင်ကြောင်းနဲ့ဖရန်ထွက်ပြေးမှကိုသူတားမှမဟုတ်ကြောင်းပြောပါတယ်အဲဒီနောက်ခါလည်းပြန်သွားခဲ့ပြီးနောက်ရက်တွေမှာဖရန်ပြန်လာမှကိုစောင့်ဆိုင်နေပေမဲ့ရောက်မလာခဲ့တာကြောင့်သူကိုယ်တိုင်မှချက်လက်မှတ်တူတွေကိုစစ်ဆေးနေတယ်ဖရန်ရောက်လာခဲ့ပြီးဒါဟာတခြားတယောက်ရဲ့လက်မှတ်ကိုသူ့လက်မှတ်ပြောင်းပြီးထုတ်ခဲ့တာလို့အကြံပေးလိုက်ပါတယ်ခါတယောက်အရန်သိကျင်နေတဲ့ဥပဒေဆောင်ရွက်ပဲဘလို့အောင်ခဲ့လဲဆိုတာကိုထပ်မံမေးမြန်းနေတဲ့အတွက်သူနှစ်ပတ်ကြာလေးလာခဲ့ပြီးဖြေဆိုခဲ့တာလို့ပြောလိုက်ပါတယ်ဖရန်အဘယ်နေဟာကဘာကျော်ချက်လက်မှတ်အတူလုပ်သူများစွာကို FBI ဘက်ကနေဖမ်းဆီးပေးခဲ့ပြီးဘန်နဲ့ကုမ္ပဏီပေါင်း900အတွက်စိတ်ချရတဲ့ချက်လက်မှတ်ဒီဇိုင်းဆွဲပေးခဲ့သူတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးပြီး comment ခုရေးသွားခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်